ရှားလိုက်တာနဲ့အသက်အန္တရာယ်ဖြစ်နိုင်တဲ့တန်ကရိယာတစ်ခုထဲမှာဦးခေါင်းညက်လျက်တန်ရက်နေရပါတယ်။သူ့ရဲ့ခိုကိုးရမယ်အားနည်းနေတဲ့အခြေအနေကိုကြည့်ပြီးရန်သူဖြစ်သူကဝမ်းသာအားရလောင်ရနေခဲ့ပါတယ်။ဒါပေမဲ့အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတာတောင်ထိုသူဟာအနှဲငယ်များအတုံးလုံးချင်းမရှိပဲတည်ငြိမ်စွာနဲ့ပရိတရားတော်တွေကိုရွတ်ဖတ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမထင်မှတ်ပဲရန်သူဖြစ်သူရဲ့ဦးခေါင်းဟာလည်းအလားတူတန်ကရိယာတစ်ခုထဲမှာပိတ်မိသွားပါတော့တယ်။တန်ကွင်းကြီးကတဖြည်းဖြည်းကျက်လာတဲ့အခါမှာတော့ရန်သူဟာဘလို့ရက်တန်းကြမှန်းမသိပဲအလူးလဲထိတ်လန့်တုန်လှုပ်သွားပါတယ်။ထို့သူကတော့တရားတော်တွေကိုဆက်လက်ရွတ်ဆိုရင်းရန်သူအနေနဲ့တပ်ဖြတ်လိုတဲ့စိတ်ရိုင်းတွေကိုစွန့်လွတ်ဖို့တိုက်တွန်းနေခဲ့ပေမဲ့ရန်သူကတော့နားမထောင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့အသက်လူနေရတဲ့ရန်သူဟာအကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့သဘောတူလိုက်ရပါတော့တယ်။အဲ့ဒီနောက်မှာတော့တန်ကွင်းဟာတဖြည်းဖြည်းလျော့ရဲသွားပြီးသူ့အသက်ကိုချမ်းသာပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။သို့တော်လည်းထိုသူကသူ့ကိုင်ဆောင်ထားတဲ့ဘာသာရေးတောင်ဝေးကိုလှုပ်ခါလိုက်တဲ့အခါမှာတော့သူ့ခေါင်းမှာဆွတ်ထားတဲ့တန်ကွင်းကြီးဟာအစိတ်စိတ်အမွာမွာကျိုးပဲ့ထွက်သွားပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့ရန်သူဟာအလွန်အမင်းအံ့အားသင့်သွားပြီးငိမ့်ချမ်းရဲ့နီးနဲ့အောင်နိုင်ခဲ့တဲ့ထိုသူထံမှလုံးဝဥဆောင်လက်နက်ချအရှုံးပေးလိုက်ပါတော့တယ်။